တော်သားကိုတက်ခဲ့သူကကျွန်တော်ရဲ့သမီးအရှင်ပဲပြီးတော့ဒီအဖြစ်အပျက်အားလုံးကသူညမနုရီအတွက်ဟိုအခါတဲ့ကျွန်တော်ရှိမှာအားရှန်လေပင်ချက်တာဒါတခြားကိုတောင်အပြင်မှာထို့အမျိုးသမီးနဲ့ကျွန်တော်ပဲသိတဲ့အားရှန်ကောင်းကိုချိန်ထားတဲ့တနက်ပြောင်းသွားတွေအားရှန်သမီးလေးရဲ့အသက်ကသူတို့လက်ထဲမှာပြီးတော့ထို့အမျိုးသမီးကကျွန်တော်ကိုရွေးချယ်ခိုင်းတယ်အားရှန်ရဲ့အသက်ဒါမှမဟုတ်အားရှင်ရဲ့စိတ်ဝိညာဉ်ကျွန်တော်နားလည်လိုက်ပါပြီဒါကကဲတင်ခြင်းမဟုတ်ဘူးအားရှင်အသက်ကိုကယ်ဖို့မကာကွယ်ပေးနိုင်တဲ့အဖြစ်နာကျင်နေတဲ့အားရှင်ရဲ့စိတ်ဝိညာဉ်ကိုမှကျွန်တော်ကိုယ်တိုင်အဆုံးမဲ့နာကျင်အောင်တစားစီစုပ်ပြဲပြီးဖြတ်စည်းပြရမှာအားရှင်သမီးအသက်ရှင်ရမယ်အားရှင်သမီးလေးဖေကိုမောင်းလိုက်ပါတနေ့မှာနိုးထလာမယ်သမီးရဲ့မှညံတဲ့ကိုဖေကိုယ်တိုင်အစိတ်တစ်ခွက်ထည့်ပေးခဲ့ရလို့ကျွန်တော်သိချင်တဲ့အတူသူ့အမျိုးသမီးရဲ့အမုန်းတွေအားလုံးအဆုံးသတ်ပါစေဖခင်တိုင်းကသားသမီးတိုင်းကိုသူတို့ရဲ့ဘဝအမှန်ကိုမမီစေချင်ကြပြီမဲ့ကျွန်တော်ကတော့ကျွန်တော်သမီးရဲ့စိတ်ဝိညာဉ်တွေကိုတမန်မှညံတွေကိုထာဝရပြန်မရစေဖို့ဆုတောင်းခြင်းဒီမဖြစ်နိုင်တော့တဲ့မျှော်လင့်ခြင်းတစ်ခုတည်းနဲ့ကျွန်တော်ဒါကိုဆွဲယူလိုက်တယ်